ဂျာနီကန်ရွာကျောင်းတိုက်တွင်ဂျာနီကန်ဆရာတော်ဤမေတော်ကြီးအဘွားတွင်88နှစ်သည်ဆရာတော်စီစဉ်ပေးထားသည့်သူနေထိုင်ရာဇရက်ဆောင်အတွင်း၌ဖျားရှိခိုးမေတ္တာပို့ပြီးဘာဝနာပွားနေစဉ်တားတော်မောင်ဦးစတိလာဤခြေကားဝေလာသံကြားလိုက်ရသည်ထို့နောက်မိမိကိုရခင်လိုလာရောက်နှုတ်မဆက်ဘဲတရင်300အဆောင်သို့တန်းကြွသွားတဲ့လဲကြားလိုက်ရသည်အဖွားတုံးလဲထကြည့်မနေတော့ပဲစိတ်မှန်းဖင်သားရှိခိုးပြီးအိတ်လိုက်ကြော်သည်ထို့ည14နာ90ရွှေနနက်အယုံမကျင်းမိအချိန်တွင်ဂျာနီကန်ဆရာတော်ဦးစရိလာကိုယ်တိုင်အတန်ချဲ့ဆက်ဖြင့်ကျေးရာရှိသူတော်ကောင်းအပေါင်းတို့အချိန်မီနနက်စောစောကျောင်းတိုက်သို့လာရောက်ကြပါရန်ဖိတ်ခေါ်အပ်ပါသည်အထူးတိုင်ပင်စွာလည်းရှိပါသည်မလာမဖြစ်လာဖြစ်လောင်လာခဲ့ကြပါရန်နှိုးဆော်အပ်ပါသည်ဟုကြည်လင်ပြတ်သားစွာဖိတ်ခေါ်လိုက်သည်ထိုအထံကိုရွာသူရွာသားများကြားရသောအခါဘာများအရေးတကြီးဖြစ်ပါလိမ့်ဟုတွေးကချက်ချင်းရောက်လာကြသည်ရောက်လာကြတော့လေကျောင်းတော်ကြီးမှာတိတ်ဆိတ်လျက်ရှိနေ၍နားမလည်နိုင်အောင်ဖြစ်သွားကြသည်တော်တော်ကြာထိုင်ဆောင်နေကြတော့လေကျောင်းတကားတွေပွင့်မလာသေးပြီမဆောင်နိုင်သည့်အဆုံးကြမှာကျောင်းတကားထုပြီးဖွင့်ခိုင်းရသည်ဥပင်းစင်များနိုးလာပြီးတကားဖွင့်လိုက်သောအခါလူအုပ်ကြီးကိုမြင်ပြီးအံ့အားသင့်သွားသည်တကားကြီးတို့ဘာချစ်လို့လဲဟင်းတပည့်တော်တို့ကမေးရမှာဖျားဆရာတော်ပြင်ရောက်ပြီဆိုဘဲမှလဲအတန်ချဲဆက်နဲ့ရွာသားတွေခေါ်တာရောဘာထူးလို့လဲဥပင်းစင်များဘာဖြေလို့ဘာပြောရမှန်းမသိဖြစ်သွားသည်လူအုပ်ကြီးကတဖြည်းဖြည်းပိုများလာပြီးမျက်လုံးများကဆရာတော်ကိုလိုက်ရှာကြည့်နေကြသည်သို့တော့ဆရာတော်၏အရေးအယောင်များမတွေ့ရထိုစဉ်မေရော်ကြီးအဖွားတွန်းကလူအုပ်ကြီးကိုတွေ့ပြီးအောင်မဲဒီနေ့ဥပုံနေကိုတို့ဖြင့်ရက်တောင်မိတ်နေလိုက်တာမပြောချင်ပါဘူးဟုဆိုလိုက်သည်လူအုပ်ကြီးကအဘွားတွန်းထန်သွားသည်မင်းကြီးများကဆရာတော်ပြန်ကြွလာပြီဆိုပြီးမေးကြသည်ကျုပ်ပဲသိမလဲမောင်တို့ဆရာတော်ကိုမေးကြည့်ပေါ့ညကကားနဲ့ပြန်လာပြီပဲဟာခုထိကျင်းနေတော့လားဒကာဒကမတွေစုံလို့8နာရီ9နာရီလောက်တောင်ရှိနေပြီနှိုးလျှောက်ကြည့်ပါလားဒီအပတ်ဘာစိတ်တိုင်းမကြဖြစ်လာတယ်မသိပါဘူးကားဝင်လာတဲ့ကြားပြီးသူ့เจ้าစီဓာတ်ရိုက်ဝင်သွားတဲ့ကြားလိုက်ရတယ်ကျုပ်လည်းထမကြည့်ပဲစိတ်ထဲကမှန်းကြောလိုက်ပါတယ်အနန္တ5ပါးလက်ကင်ထားဟောတယ်တော်တော်ရဲ့နိုင်ငံကျော်ကိုရိုကြီးကလည်းစိန်ကားတက်လာပြီဟုဆိုသဖြင့်လူအုပ်ကြီးမှာပို၍အံ့အားသင့်သွားသည်ဆရာတော်တီးတန်တရင်300ကျောင်းဆောင်သွားကြည့်တော့လေအပြင်ကတော့ခတ်ထားသည်တခုခုထူးခြားနေပြီးမှန်းသိလာကြသည်ထို့အချိန်တွင်ကားတစ်စီးကျောင်းထဲသို့ဝင်လာသည်ကားပေါ်တွင်ဆရာတော်ဤတပြင်းရဲများဖြစ်ကြသည့်ကိုဦးခင်နှင့်ကိုလှရွှေတို့ပါလာသည်မျက်စိမျက်နှာမကောင်းကြပဲမေတော်ကြီးကိုမြင်ရသောအခါချုံပွဲချငိုကြတော်သည်ပြီးတော့ဆရာတော်မနေ့ညနေက6အထွတ်ထနောင်း3ခွအရောက်ကားမော်ပြီးပြန်လွန်တော်မူသွားပြီဗျာ6ဆေးရုံမှာခွဲစိန်ပြူပြင်ပြီးကားနဲ့တပါးတည်းယူလာတယ်ဟုပြောလိုက်လျင်ချားရသူလူအုပ်ကြီးမှာငိုကြွေးကြလေ၏တို့နေ့ဂျာနီကန်ဆရာတော်ဤဇာဗနတရင်သည်ကျေးမွန်တရင်စာတွင်ပါလာရာတပြည်လုံးသိရှိသွားကြပြီးရဟန်းရှင်လူအပေါင်းလွန်စွာဝမ်းမဲနှမျောတသက်ကြလေသည်ဆရာတော်အားမကြိုက်နှစ်သက်သူများပင်အဆိုးအငိုမဟောတော်ခါမှပြန်လွန်တော်မူရလီချင်းဆိုပြီးရဟန်းရှင်လူအားလုံးကဝမ်းနဲ့ကြေကွဲမိကြလေသည်နိုင်ငံကျော်ဓမ္မဂတိကဂျာနီကန်ဆရာတော်46နှစ်၏ရုပ်ကလပ်တော်အား1340ပြည့်နှစ်ဝါဆိုလဆန်း9ရက်နေ့ညနေ3နာရီအချိန်တွင်3ရက်တိုင်29,000အကုန်ကြခံကအခမ်းအနားကျင်းပ၍လူ1000ကျော်တို့လိုက်ပါပို့ဆောင်ကဆရာတော်ဦးဝင်းနာတင်ကရုရာကြောက်ကလပ်မှာပင်ဆရာတော်ကိုယ်တိုင်မပြောက်စီနဲ့မာထားခဲ့သောထင်းများဖြင့်မီးတင်ကရုခဲလေသည်အယိုးအိုးကရွှေလောင်းတောင်ပေါ်တွင်တင်ထားလေသည်ဆရာတော်၏ဂျကားသည်လမ်းကောင်းသဖြင့်တနာရီ30မှ35မိုင်နှုန်းဖြင့်မောင်းနှင်လာခဲ့သည်ထနောင်းကွေးသို့ရောက်သောအခါကွေးမီအပြူတွင်ရော့တန်ပြုတ်ပြီးရာဘက်သို့အရှိန်ပြင်းပြင်းနှင့်ဆွဲဆင်းသွားသည်ထို့သို့ဆင်းသွားတော့လေမြေပြင်မှညင်ညာနေ၍ရှေ့မှချုံရွယ်ညားညင်တိုက်မိပြီးရက်တန့်သွားရန်တော်ရှိသည်သို့သောကန်ဆိုးကျသောအရှိန်နှင့်ပြေးလာသောဂျကားသည်ရေမြောင်းကိုခေါင်းဆိုင်ပြီးကျွမ်းပြန်လျက်တိမ်မောက်သွားတော့သည်ဆရာတော်သည်ကားမောက်ရဲ့မသေးဟုယုံကြည်ထားသည်အကြောင်းမှာ၄ချိန်တိတိကားမောက်ခဲ့ဘူးသည်မောက်သောကားမှာစုပ်ပြတ်သွားတော့လေဆရာတော်မှာကြီးကြီးမားမားအန္တရာယ်ဟူ၍မချစ်ခဲ့ပြီထို့ကြောင့်9ချိန်မြောက်ကားမောက်မိကိုဆရာတော်ကတီးတီးတန်တန်ကြောက်လန့်မနေတော့ပြီဂျာနီကန်ဆရာတော်သည်
ချစ်တော့ချစ်တယ်ဒါပေမဲ့တရားကိုနောက်ဆုံးဟောကြားပြီး9ချိန်မြောက်ကားအမှောက်တန်တော့ခန္ဓာဇက်သိန်းလို့တေပွဲဝင်ခဲ့ရပါတော့သည်